ကိုဂရီကိုရှိရိုဝန်တာစကားလာပြီးကနောက်ထောင်ကမေရေပုံစာအုပ်ကိုပြေးပြီးကလှပရှင်နောက်ထောင်ကမေပုံတိုက်ကဘာမကြီးရဲ့အစပထမအားလုံးစုံကိုဖရာကနေပထမဆုံးတဆူကြီးတော့ဖရာကကိပြီးကအားလုံးကအမောင်တုကဖုံးလွှမ်းထားကြတယ်ဖရာဟာကောင်းစွာဖရာဖိတ်တယ်အားလုံးကိုအုပ်ဆိုးတယ်ရေပုံမှာကတွေ့ရပိုင်ဖိတ်တယ်ဖရာဟာဒီကဘာမေကြီးကိုဖန်ဆင်းခါပြီးကအလံဖရိုက်စီလို့အမင်းခိခိုင်ဒီခါမှာအလံဖရိုက်လာတယ်နင်းဆိုသောအချိန်ဖိတ်လာအောင်နင်းကိုဖန်ဆင်းပြီးကညအချိန်ဆိုသောဖိတ်လာဖို့အတွက်လောက်ကိုလည်းဖန်ဆင်းခါရရဲ့ပုံ၌ဖရာရဲ့နှုတ်ကပတ်တော်ရေပုံထဲကစာအုပ်ကိုမှတမန်ကျမ်းစာအုပ်လို့ခေါ်တယ်ဖရာကတကိုးနဲ့မှုတ်ထားပြီးကရေဖရာနှုတ်ကစကားများဖိုက်ပြီးကဖရာတီရှိစွာအရာကိုအကန်စီကိုဖွင့်လန်းပြီးကရှင်းပြထားတယ်ဖရာဟာလူတီအားလုံးကိုရှိုက်တယ်လူတီဟာဖရာအထံကပြီးကတီရှော့နေဖို့အတွက်နေထိုင်ခတယ်ရေကလေးဖရာနဲ့လူပြန်လေတိတ်မအေးနိုင်ဖို့တခုတည်းသာရှိစွာဒီနောက်တစ်ခုကိုရင်းကြရင်ကျန်းစာအုပ်ကနေပြီးကဖော်ပြထားတယ်ရေမှန်ကန်စွာအဖိုက်ပဲအားလုံးဟာဒီတမန်ကျမ်းစာမြတ်ထဲမှာဖက်ကဖိုက်တယ်ရုပ်ပုံသုံးဖန်ဆန်းရှန်ဂရောင်းဖိုက်တယ်ဖရာဟာအရာခသင်ရဲ့သူ့ရဲ့နှုတ်ကထွက်ကြစကားဒီကိုဖန်ဆန်းခတယ်အရာခသင်ကိုကောင်းနေလှတယ်တော့ဖန်ဆန်းခတယ်တုတ်တော်တောင်ပန်လေမရိတ်ချောင်းတိကိုလည်းဖန်ဆန်းခတယ်ရေထမကအားလုံးသက်ရှိသောတရဝတိကိုလည်းဖန်ဆင်းခိုင်းရေထဲမှာရှိသောငါတိလေထဲမှာရှိသောငှက်တိအားလုံးတတ္တဝအားလုံးကိုသူကပေးလောက်ခပြီးကဖန်ဆင်းစွာအရာအားလုံးကိုသူကကြိတ်ပြီးကောင်းနေကဆိုပြီးကသူကနှိမ့်သက်နေရုပ်ပုံလေးအာဒါနဲ့အင်ဝဖရာဟာရေကဘာကြီးကနေပြီးကပထမဆုံးလူယောက်ျားနဲ့လူမိန်းမလို့ဖန်ဆင်းခတယ်ရေလူနှစ်ယောက်ဟာအာဒါနဲ့အင်းဝါတို့နာမည်ခေါ်ခရဲ့ဖရာဟာသူဖန်ဆင်းကြတာအားလုံးကိုအုပ်ချုပ်ဖို့သူ့နှစ်ဦးကိုအာနာပိခတယ်ရေစကားကိုဖရာကနေပြီးကမိတ်ဆွေဖရိုက်ပြီးကသူနဲ့သူတို့နဲ့နေထိုင်ပြီးကဥယျာဉ်အတွက်မှာဖရာတခါနဲ့စကားပြခရဲ့ရေဥယျာဉ်အတွက်မှာရှိသောပန်တပန်ရက်အသီးကလွဲပြီးကဖရာအသီးစောသုံးနိုင်ဖို့ဖရာတခါကခွင့်ပြုထားတယ်ရုပ်ပုံဘေဘက်ရှန်ကပြီးကဖရာကတရမိတ်ထကြအသီးကိုစောသုံးခြင်းအားပြီးဖရာရဲ့အမိန့်ကိုမနာခံကောင်းကိုတွေ့ရတယ်။အာဒါနဲ့အင်ဝါဟာလည်းအပိတ်ဆိုအရာတစ်ခုကိုပြုလုပ်မိခါပြီးဖရာနဲ့လူဆက်ကရမှာမတစ်ဖိတ်လက်ခပါ။ရေရုပ်ပုံညာဖက်မှာကအာဒါနဲ့အင်ဝါကိုဖရာကနေပြီးဥရင်တက်ကနေနှံထုတ်ပိတ်တယ်။အပိတ်တံပိခိုက်ကိုလည်းတူးခရတယ်။ရေအရှင်ကစားပြီးလူတီဟာဝါစာစောဖို့အတွက်ပန်ပန်ဂရီပြီးလှုပ်ရရေဖြားလာရေနားလာရေသီလာရေရေပဲတွေ့ကုန်တီကိုလေရလာခဲ့တယ်ရုံပုံငါကာအိနာနဲ့အာဘေလာဖိုက်တယ်အာဒါနဲ့အင်းဝမှာကာအိနာနဲ့အာဘေလာဆိုတော့တောင်းနေတော့ရှိရေကာအိနာဟာအာဘေလာကိုမနာလိုဖိတ်တဲ့အတွက်ဒီနေ့မှာအာဘေလာကိုတပ်ပစ်တယ်ဖရာဟာအာဒါနဲ့အင်းဝကိုအပိတ်ပေးခဲ့ဖူးပိုင်ကာအိနာကိုလည်းသူ့ကိုပြိတ်ကြီးအတွက်အပြိဋ္ဌာန်ခတ်ခဲ့လူတီဟာလူသားအားလုံးဟာအာဒါနဲ့အင်ဝါရဲ့အမျိုးနဲ့ဖိတ်ကတ်တယ်ကိုကြီးရငါတို့လေအပြိဋ္ဌိကိုလောက်ခိုင်မဟုတ်လားရေအပြိဋ္ဌကဖရနာကွာလာခါဆိုဖိတ်တယ်ကိုကြီးရငါတို့ဟာရေအပြိဋ္ဌကြောင့်အပြိဋ္ဌာန်ခံဖို့ပဲရှိရေဘုံခေါနိုအေးသန်ဖဖိတ်တယ်နိုင်ပေါများကြီးကော်လာပြီးကအာဒါနဲ့အမျိုးအစင်ကနေတော့ဖိုက်တယ်ရေးပြီးကဖရာစကားကိုလည်းနားမထောင်ခဲ့လို့အပိတ်တိများကြီးရှိလာတယ်ရေးအပိတ်ဟာတစားပြီးကောက်မြော့လာရဲ့လေပြီးကရီကြီးတွေလွှမ်းမိုးလာရေးနီးနဲ့လူတီကိုစုံမဖို့ဖရာကအဂရန်စီရှိခတယ်ရေးအရှင်ကနေပြီးကဖရာစကားကိုနောက်ထောင်ပြီးဖရာကိုရှိုက်စလူတွေတော့ရှိလာရေးလူနာမည်ကအတူခေါ်လေးဆိုနော်အေးလို့ခေါ်တယ်ဖရာကရေးနော်အေးကို
အလွန်တရာမှခရစ်တော်တန်ဖို့တစီဆောက်လုပ်ခိုင်းဖရာကရေတန်ဖို့ထင်မှာနော်ရဲ့မိသားစုဝင်စီပြီးကေတင်ဖို့မို့လို့ပရိုဟိုင်ဖရာကဖရမရှင်တရကိုလေနော်ရဲ့ကဟောခါတယ်နှိုက်ပုံမျိုးဆိုရေတန်ဖို့ကိုဆိုင်လုပ်ခိုင်းလူတွေဟာနော်ရဲ့တတိပိချက်ကိုနားမထောင်ကယုံနဲ့မယုံကဒီလွှမ်းမှုဘေးကလွတ်မအောင်ဖို့သူတို့ရဲ့အပိတ်တန်ဒုစက်ကိုလေပြန်ပြီးကြတဲ့နောင်တမရခဲ့ပုံခနိုင်ရီလမိုရှင်ဘေးတန်ဖိတ်တယ်ဖရကလူကိုမိတ်ဆာခါမှာနိုဟေကတန်ဖောထဲကိုတရိတ်ဆန်မနဲ့ငှက်မြတ်ကိုဝင်စီအားလုံးတစ်မျိုးစီကိုဝင်စီဖိတ်တယ်ဒီသူမရဒီသူတော်သုံးယောက်ရွှေမတန်ဖောကြီးထဲမှာဝင်ကတ်တယ်နောက်ပြီးကေဖရကတန်ခါကိုပိတ်တဲ့ခါမှာအခါတယောက်ကိုကေတင်ဖို့နောက်ကြလက်ခပဲနောက်အေးနဲ့သူ့ရဲ့မိသားစုလက်မောက်ခတ်ရင်ရေကလေးတက်ဖို့အပရမှာရှိကြလူတွေအားလုံးရိနှိုက်လို့တီးကတ်တယ်ဖရကိုယုံကြည်ပြီးကေစကားကိုနားထောင်စောနောက်အေးမိသားစုကတော့လက်မောက်ခတ်ရပါပုံရှိတ်အာဗြဟံဆာရာနဲ့ဣဇက်ဆွေဒီမျိုးဆက်ကိုအများကြီးဖက်ပြီးကေဒီနော်ရဲရဲ့ဆွေမျိုးစီများပွားမလာတယ်ဖရကိုရှိတ်ပြီးကေစကားကိုအနားထောင်တတ်တယ်အာဗြဟံဆိုလူတယောက်ရှိခတယ်ရေးအမျိုးတွေကိုဖရကနေပြီးကေခရိမတ်ဖရဖိတ်ဖို့တပတ်ဖိတ်စီဖို့ဆိုကေဖရကနေပြီးအာဗြဟံကိုဂတိပြီးခတယ်အာဗြဟံသူ့ရဲ့မယားဆာရာဟာလည်းတော်သမီးမရှိခပေမဲ့ဖရကဂတိကိုလူတို့ကယုံငတ်တယ်ရည်သူဟာအသက်ကလေးခရီကပြီးမှသားတယောက်ကိုရလာတယ်ရေးသားနာမည်ကဣဇက်လို့ခေါ်ရပုံမှန်တွေ့ရဖို့အာဗြဟံဣဇက်တို့ဟာလောကမှာကေတင်ဖို့ကြွလာဆိုယေရှုခရစ်ရဲ့ဘိုးဘေးများဖိတ်ကြပါရဲ့ရောပုံကိုမောရှေရဲ့ပညတ်ဖရဒခံရဲ့ပညတ်တော်ဖရဖိတ်တယ်အာဗြဟံအမျိုးတွေကနေပြီးဣသရေလအမျိုးလို့ခေါ်တော့လူမျိုးကြီးတခုဖိတ်လာတယ်မောရှေဟာဖရကိုယုံပြီးစကားကိုနားထောင်ပြီးအာဗြဟံအမျိုးတွေကဆင်းသက်လာတဲ့လူတူဖိတ်တယ်တနေ့မှမောရှေကိုဖရကတောင်တော်မော်တဲပြီးလူများကိုသွန်သင်ဖို့ကြောက်ပေါ်တော့ပြီးရေးကြောက်ပေါ်ထဲမှာလည်းစာရေးခိုင်းရင်ရေးစော်ကိုပိညဲလဲလို့ခေါ်တယ်ဖရကရေးပိညဲအားလုံးကိုလူသားဒီတယောက်စီကိုနားထောင်ဖို့အတွက်ဖရကအလိုရှိရဲ့ရုပ်ပုံတစ်စီပညတ်တစေပါဒီဇတိကဖရကနေပြီးကေမောရှေကိုပြီးခတ်ဆိုပညတ်တစေပါဖိတ်တယ်မှန်ကန်ဆိုဖရတဆူတိရှိဆိုဖရကိုရှိုက်ဖို့စကားတော်ကိုနောက်ထောင်ဖို့ပညတ်တစေပါကတော်သင်ခရတယ်အပေါ်ဝေးဖက်ပုံမှာကိကေကျွန်ုပ်တို့ဟာတရိษံဓမ္မမဟုတ်အရာတစ်ခုခုရဲ့ရုပ်တုကိုမကိုးကွယ်ခဖို့ဖိတ်တယ်စိတ်မှန်တော့ဖရဖန်ဆင်းရှင်ကိုသာကိုးကွယ်ရဖို့ဖိတ်တယ်နောက်ထပ်တပုံကဖခင်ကမင့်ခင်ရဲ့သောသမီးကတစုကနေပြီးကေဖရကိုဝတ်ပြုကိုးကွယ်နေရတယ်လူအလုံးစောဟာဖရကိုကိုးကွယ်ဖို့တစ်ဖက်ကိုတရက်တတ်မဲ့ရတယ်နောက်ပုံတစ်ခုမှာသောသမီးမအားလုံးဟာမိဖတီဆုံးမစကားကိုလိုက်နာရိုသေရဖို့ဆိုပြီးကေဖိတ်တယ်အောက်ဖက်ဘေဖက်ပုံမှာဖရတဲ့ပညတ်တော်ကသူတစ်ပါးတဲ့အသက်ကိုမသက်ဖို့ပြတ်ထားတယ်နောက်ပုံတစ်ခုမှာအခရသူတူရဲ့ဇနီးတွေကိုမယူရနောက်ဆုံးပုံမှာသူတပတ်ပစ္စည်းကိုမခိုးတာဒါမှမဟုတ်အခါသူတူတဲ့ပစ္စည်းတစ်ခုကိုခိုးယူဖို့မစိမ့်စားတာဆိုပြီးကေပညတ်တိမြတ်ကိုလိုက်နာဖို့အတွက်ဖရကနေပြီးကေကျွန်တော်တို့ကိုအမိန့်ပေးခတယ်ရောပုံစစ်တိုက်အပရိတ်အတွက်ရိုက်ပူဇော်ရှင်ဟိုအရန်တုန်းကလူတယောက်ဟာပရိတ်လောက်ခလို့ရှိကေဖရကနေပြီးပညတ်ရှုဖောက်တယ်ဆိုပြီးကေဖရကသိုးတကောင်တီကိုရစ်ပူဇော်ဖို့ပတ်တတ်ရတယ်။ရေးသိုးရှည်တကောင်ကိုလူတယောက်ရဲ့ကိုစားတီးပေးရတယ်။ရေးသိုးရှည်ဟာဖရရဲ့သောတော်လို့ခေါ်သောသခင်ယေရှုခရစ်တော်ကိုဥပမာဆောင်ရဖိတ်တယ်။ကမ္ဘာပေါ်မှာရှိသောလူကြီးအားလုံးဟာယေရှုခရစ်တော်ဟာရိတ်ကောင်တပွေအသည်ခံခဲ့ပါတယ်။သူဟာလောကရဲ့အပြစ်မြောက်ကိုယူဆောင်လာပြီးကေဖရသခင်ရဲ့သိုးတငယ်ဖိတ်ပါတယ်။တိတ်တော်နဲ့လှုပ်ထောသောလက်ဝါးကနေပေါ်မှာအသည်ခံခရတယ်။အကျွံတို့ဂိုးဂရီတို့အပရိတ်တွေအတွက်ရိုက်ကောင်ဖိတ်ခဲ့ရတယ်။ယေရှုခရစ်တော်ကိုယုံကြည်ရဖို့ဖိတ်တယ်။အပရိတ်ကိုဝန်ရှတောင်းပန်ရဖို့ဖိတ်တယ်။နောင်တရဖို့ဖိတ်တယ်။အပရိတ်တူးလောက်တာကနေပြီးမလုပ်ဖို့အတွက်လည်းနောင်တရဖို့ဖိတ်တယ်။ဖရကနေပြီးကေ
ရေခါကိုကူကျွန်တော်တို့ကိုခွန့်လန့်ပံဖိတ်တယ်ရော့ပုံစင်၌ဂတိတော်တိုင်ရောက်လာသောကေနရှင်တစ်ပါးအခုရှင်ကစပြီးကယေရှုခရစ်တော်ဇာပိုင်မွင်းခလာခလေးဆိုသောကိုနားထောင်ကြရအောင်အယံခါကနှိပ်ပေါများစွာကကေနရှင်တူကိုစေလွတ်မေဆိုပြီးဖရကဂတိရှိခရီဘေဖက်ပုံမှာမာရီလို့ခေါ်သောအမျိုးသမီးစီကိုကောင်းကင်တမန်တပါးရောက်လာခတ်ပါလေမာရီကအပြိုစင်တူဖိတ်ပြီးရောသန်နဲ့အိမ်ထောင်ပြုဖို့စိစက်ထောက်သူဖိတ်ပါလေကောင်းကင်တမန်ကသူမကိုပြော့ပါလေဖရရဲ့ဝိညာဉ်တော်ဟာတင့်ပေါ်မှာကြားရောက်ပြီးတန်ဟာပရိသေတွေဆွေးကပ်လိမ့်မယ်ဒါလာဆိုအရှိဟာဖရတခန်ရဲ့သားတော်ယေရှုခရစ်တော်လို့မှတ်ရဖို့ဖိတ်တယ်ရာဖက်ပုံမှာတန်ကိုဂီယိုတွေ့ရဖို့ဖိတ်တယ်ကောင်းကင်တမန်ဟာရောသတ်ကိုအိမ်မက်နဲ့စကားပြောဆိုခတယ်ယောသာမာရိကိုသင်ရမရအဖိတ်ယူဖို့တန်တရမကောက်ပါကေအဖိတ်ပါနဲ့ဖရတခန်ရဲ့ဝိညာဉ်တကိုယ်နဲ့သူမဟာပရိသေတွေဆွေးကပ်ခဲ့ပါတယ်ယေအရှင်နာမည်ကိုယေရှုလို့မှတ်ရဖို့အတိတ်တွေကကေတန်ရှင်လို့ခေါ်ပါတယ်သူရဲ့လူမျိုးတိကိုအပိတ်မှကေတန်မဲ့သူဖိတ်တယ်ယောသဟာဖရစကနောက်ထောင်ခတ်တယ်ထိုအရှင်မွေးဖွားအရှင်ကစပြီးသူဟာဇနီးမယားနဲ့တူမအိတ်ခါရဘုံစစ်သုံးဖွားမြန်ရှမ်းယောသနဲ့မာရီတို့နှစ်ဦးဟာဘက်လင်ဆိုသောမြို့ကိုခရီးထွက်ခဲ့တယ်ရေးမြို့ကိုရောက်ဆက်ခါမှာသူတို့တွေးခေါ်ဖို့အခန်းမရှိအိမ်တိုင်းမှာလူတိပြိနေကြတယ်ရေကလေးနောက်လော်ဘီကနော့တင်ကောက်လေးတစ်ခုမှတွေ့ကြတယ်ရေးနေရာမှာမာရိကသူငွေတော်ယေရှုကိုမွေးဖွားခါတယ်ရေးညမှာကောင်းကင်တမန်တပါးကနေပြီးလေခွင်းကလေးထဲကိုရောက်လာတယ်တိုးကြောက်နေသောတိုးထင်းတီလေးသူ့စီမှာကိုထန်ရှားပြခါရဲ့ဘဲလင်မြစ်မှာယေရှုဖွားမြင်ပြီးသူတို့ကိုပရော့ပရလိုက်တယ်ယေဆောခဏရှက်မှာကောင်းကင်ဘွမ်းမှနေပြီးအခါကောင်းကင်တမန်မှာပေါ်လာပြီးဖရာသခင်ကိုရှီမွမ်းကတ်တယ်တိုးထင်းမြော်လေးကေတရှင်ကိုဖူးမြော်ဖို့ထွက်သွားကတ်တယ်ရောပုံစစ်လေးဆရာတော်ယေရှုဘေးဖက်ပုံကစစ်နဲ့အရွေရှိသောယေရှုကိုတွေ့ရဖို့ဣသရေလလူမျိုးဘာသာရေးခေါင်းဆောင်များနဲ့အပရန်အလန်မိခံထောပြီးဆွေးနွေးပြီးဖရာသခင်ကောင်းကိုပရော့ဆိုကတ်တယ်သူ့မှာထူးခြားစွာပညာဉာဏ်နဲ့သူ့ကိုအံ့ဩခဲ့ရတယ်ညာဖက်ပုံကဇာပယ်လေးဆိုလူအမြောက်ကိုဖရာသခင်အကောင်းတွန်တင်ဖို့ယေရှုကလူကြီးတယောက်လိုတွေ့ရရဲ့လူအရှို့ကသူ့ကိုယုံကြည်ကြပြီးစကားတော်ကိုနာခံလိုက်နာကြတယ်လူအရှို့ကသူ့ကိုမယုံကြည်ကအတိုက်ခံလုပ်ခဲ့တယ်ဖရာသခင်ယေရှုကိုယုံကြည်စေရှင်တယ်နောက်တော်ကိုလိုက်စေရှင်တယ်ရုပ်ပုံစင်ကယေရှုပြခါသောနမိတ်လက္ခဏာတိဒီရုပ်ပုံမှာယေရှုပြုလုပ်ခါသောနမိတ်လက္ခဏာတိတကုမြောက်ကိုပြသောပုံတိဖိတ်တယ်ဘေဖက်ပုံကအမိဝန်းထဲကမျက်စိကန်းပြီးမမြင်ရတဲ့လူကိုယေရှုကလက်နဲ့တိုးထိပြီးမျက်စိမှန်လာတယ်အလေးပုံမှာတီလက်ခါသောကောင်မရှိတယောက်ကိုသူ့မိခင်ဖခင်ဖိမှာပဲအသက်ဗြဟန်လာခဲ့သောအကြောင်းကိုပုံဝဲဖိတ်တယ်နောက်ဆုံးအနေနဲ့ပြောရယေရှုဟာရီဘောမှာလမ်းလျှောက်နိုင်အပေါ်ပုံမှာတွေ့မြင်နိုင်ဖို့ဖိတ်တယ်လေဘရမှာရှိသောသူ့ရဲ့နောက်လိုက်တမန်တော်စီကိုဥတေလျှောက်တော့နေတယ်သူဟာဖရတော်ဖိတ်ကောင်းဖို့အတွက်ရေးပုံမှာနမိတ်လက္ခဏာအများကြီးပြုလုပ်ခရတယ်တန်ရှင်သောဝိညာဉ်တော်ရဲ့တကိုးနဲ့ဂိုးဂရိကိုကျွန်တော်တို့ကိုယေရှုဟာကူညီနိုင်ပါတယ်ရုပ်ပုံစစ်ခေါက်နာကျင်ရှင်းဝေနာခံစားသောယေရှုဟာအံ့ဩဖွယ်ရမတ်ဇာကိုပြုလုပ်ပြီးနောက်မှာလူတိဟာသူ့နောက်ကိုလိုက်ကြတယ်သူဟာကျင်နာတယ်ဖြားနာသောလူတိကိုကြမ်းမာစေတယ်ဖရရဲ့နီလန်းတွေကိုတွန်တင်ခတယ်အပိတ်နဲ့နှိမ်မွက်နေပြီးလမ်းပြောက်နေသောလူတိကိုကယ်တင်ဖို့ကြွလာခြင်းဖိတ်တယ်မောင်တို့ဟာအပိတ်တော်တွေဖိတ်တယ်လို့ယေရှုကပြောလိုက်တဲ့အခါမှာစိတ်ထောကောက်ကျိသောလူတိကသူ့ကိုကောင်းကောင်းမွန်းခဲ့တယ်အဂိကနေပြီးယေရှုကိုမနာလိုလေးဖိတ်လာခဲ့တယ်ယေရှုကဖရတော်ဖိတ်တယ်လို့သူတို့ကမယုံကြည်ခဲ့ကြစမကဘူးသူတို့ကိုမတရာဖန်စီရှုံနှောင်ပြီးမူသောစကားတွေပြောဖို့ရိုက်နဲ့ကတ်တယ်သူ့ရဲ့ဥကောင်းပေါ်မှာဆုရတဲ့တော်ဖူကိုစောင့်စီပြီးအတွေ့အထိကတ်တယ်ကေးရဲကတ်တယ်ရေကလေးယေရှုကသူ့ကိုအတိုက်ခံမလုပ်ခါရစ်သူအပေါ်မှာတနေ့တွန့်ပြန်လာဖို့ဆိုတော့ကိုသူကရိုတိထပြီးဖိတ်တယ်မကောင်းသောသူရဲ့ဒုက္ခပြီးသော
တက်စော်ကိုသူခွင့်ပြုခဲ့တယ်လူတော်ဒီအတွက်အပရိဒံကိုခံယူဖို့ယေရှုဟာလက်ကောင်တခွေအသီခံကစားရဖိတ်တယ်ရဘုံစိခနိုင်ကောဇင်တင်ကွက်မြတ်ခေကျော်ယေရှုရောမစိတ်တော်ဒီဟာယေရှုကိုတိတ်သောလက်ဝက်ကတိုင်မှာတန်နဲ့ရိုက်ကြတယ်ကွဲဘယ်မှာလက်ဝက်ကတိုင်ကိုမက်နေအောင်ထောင်ထားရရင်းနောက်မှာတက်တော်ကုံလောက်ခရယေရှုနဲ့တူအပရိသောနှစ်ယောက်ဟာယေရှုလိုပဲကောဇင်တင်အသက်ခံခဲ့ရတယ်ယေအချိန်ကအပရိသောရာဇဝတ်သားတို့ကိုဒီပိုင်ရဲဆက်ဆက်တက်ခတ်စွာဒလိထုံစံရှိခရတယ်ရေကလေးယေရှုကတခါလေအမတ်တစ်ခုကိုတောင်မလုပ်ခါလူသားအားလုံးအတွက်အပရိတိအတွက်ရိတ်ကောင်တဖွေပြဆဲဖို့ထိုက်လာတယ်ဂိုးရီကျွန်တော်တို့တွေဟာလည်းအပရိများရှိလို့ဂိုးရီကျွန်တော်တို့ရဲ့ကိုစီအပရိတွေကြောင့်မုရှသေးရမှာလူတွေဖိတ်တယ်ကျွန်တော်တို့အတွက်ထိုက်တန်စွာအပရိတန်ကိုယေရှုကခံယူလက်ခပဲကျွန်တော်တို့ဟာအပရိသတ်ဖက်ပြီးဝန်ခံပြီးအပရိဘူးလို့ရှင်းကနေအမှန်တကယ်ရက်တက်လိုက်မယ်ဆိုကေဘရာဂိုးရီကိုကျွန်တော်တို့ရဲ့အပရိတွေကိုခွန့်လတ်နိုင်ပါတယ်ဂိုးရီကိုကျွန်တော်တို့သခင်ယေရှုကိုယုံကြည်လက်ခံပါကယ်တင်ရှင်ရလိုက်မယ်ဖိတ်တယ်ရဘုံဆစ်ရှိုက်ရှင်ပြန်ထမောက်ရှင်ယေရှုကိုတပ်ဖက်ဖရက်စီလိုက်ကြပြီးလို့ယေရှုရဲ့ရန်သူများကထင်ကြတယ်ရေကလေးသူတို့ထင်ပဲမဟုတ်ယေရှုကလက်ဝက်ကတိုင်မှာအသက်ခံပြီးနောက်ပြီးသူ့ရဲ့မိတ်ဆွေတို့ရှို့ကနေသူ့ရဲ့အလောင်းတော်ကိုဂူတကူထဲမှာထိတ်ထားခရတယ်ရေကူအဝင်ဝကိုကြောက်တုံဂရီဂရီတလုံးနဲ့ပိုက်ခရတယ်နှစ်ရက်ကြော်ပြီးသုံးရက်နှိမ်မှာယေရှုကတီဆာကနေပြီးဖရန်လာရေတန်ရှင်တွင်ဝကိုအမျိုးသမီးတချို့ရောက်လာတယ်ဂူဝပေါက်ကပိတ်ထက်စွာကြောက်တုံးမိဟာတစ်ဖက်ကိုရွှေ့နေပြီးယေရှုမရှိစောကိုပြိခတယ်ကောင်းကင်တမန်နဘောကယေရှုတီဆာကနေပြီးပြန်အသက်ထန်လာစောကိုပရော့ပလိုက်တယ်သူဒီမှာမရှိဟာရှင်ပန်ထောင်းလက်ကပဲကောင်းကင်တမန်နဘောကပရော့တယ်ယေရှုကတီဆာကနေပြီးပြန်အသက်ထန်လာကြောင့်ကိုသူဟာဖရဖိတ်ကြောင့်ကိုရှင်းရှင်းလင်းလင်းသက်သေပြလက်ခါတွေဖက်တယ်ယေရှုဟာဒီနေ့အထိအသက်ရှင်လက်ရှိရေသူဟာစာဒမဏရဲ့တေရှင်းတဲ့တကိုးပြီးစော်သူဖက်တယ်ရဘုံစကိုယေရှုကိုယုံကြည်လာသောတော်မှာယေရှုဟာတီဆာကနေပြီးဖန်ပြီးသူ့စောနောက်လိုက်တပိတ်ဒီအများများကနေယေရှုကိုတွေ့ခဲ့တယ်သူနဲ့တူတူစကားပြောဆိုခဲ့တယ်သောမဆိုတော့လူကတော့ယေရှုနောက်လိုက်တပိတ်အရင်ဖိတ်တယ်ယေရှုတီဆာကနေပြီးရှင်သာထတ်မဆိုတော့ကိုသူမယုံယေကေပရောဇာနောက်မှာယေရှုရဲ့တန်ရိပ်ရာဒန်တာကိုသူ့လက်မှာစံတဲ့ပြီးမှယုံလာတယ်ယေရှုကသောမစီကိုလာပြီးသူ့မှာရဆိုဒန်တာကိုပြခရဲရေးပုံမှာတွေ့ရဖို့သောမရဲ့တန်တရစိတ်တွေကန့်စင်လက်ခပြီးယေရှုရဲ့ရှေ့တိုင်းမှာပြောပြီးကျွန်ုပ်ရဲ့သခင်ကျွန်ုပ်ရဲ့ဖရာလို့ပြောလိုက်ပါသေးရဲ့ယေရှုကဇာပြောလဲဆိုငါ့ကိုမမြင်ပဲယုံစောကိုပို့ပြီးမင်္ဂလာရှိတယ်လို့ပြောခါပါတယ်ရဘုံနေစီခရစ်တော်ကောင်းကင်ဘုံသို့ပြန်ကြွတော်မူရှင်ဒီစကားရှင်သာထပ်မပြီးရဲပုံလေးစေကာမှာလူတီကိုအများကြီးကိုထင်ရှားပြီးပြခါရဲ့ယေရှုကအမှန်တကယ်ဒီစကားနေပဲရှင်သာထပ်မဆိုဆိုကိုလူအများဘက်ကတွေ့မြင်ခရရဲ့ရေပိုင်နဲ့ယေရှုဟာကောင်းကင်ဘုံမှာရှိစောသူ့ရဲ့ခမည်းတော်စီကိုပြန်လောက်ဖို့အချိန်ကြတော့ခါမှာသူလှုပ်ဆောင်ရမယ့်အမှုကြီးကိုပြီးစီအောင်လောက်ခပြီးရာယေရှုကသူ့ရဲ့နောက်လိုက်တပည့်ကိုနေရာတိုင်းမှာလူတိုင်းကိုရမ်းမောက်ဝေဝန်တန်စကားတဲ့ကောင်းကိုဒီစကားဒီတဲ့ကောင်းကိုပရော့ဖို့အတွက်မှာခရတယ်ယေရှုကောင်းကင်ဘုံပြန်တက်ကုန်မှာတပည့်တော်တို့ကစောင့်ကြခရတယ်ကောင်းကင်တမန်နမဟာလည်းဖူဇော်ဘက်ကိုဝဲပြီးလူနှစ်ယောက်ပုံတန်ဆောင်ပြီးကိုထန်ရှားပြခရဲယေရှုကောင်းကင်ဘုံတက်လက်ခါမှာတနေ့သူပြန်လာဖို့အကောင့်ကိုတပည့်တော်တို့ကိုပရော့ခရဲယေရှုမရောက်မရှမ်းယေရှုကကောင်းကင်ဘုံကနေပါရှိတယ်သူ့ကိုယုံကြည်ပြီးသူ့နောက်ကိုလိုက်တဲ့သူတွေအတွက်ယေရှုဟာကောင်းကင်ဘုံမှာနေစရာအခန့်တွေခန့်ပယ်နေရှိအခုဂိုဂီကိုငါတို့ဇာဗေသဖောရလေယေရှုကိုယုံပြီးသူ့နောက်ကိုလိုက်ဖို့လားကောင်းကင်နိုင်ငံကိုလောက်ဖို့အဆင်သင့်ရှိရဘုံနဲ့စစ်တိုက်ယေရှုမရှိတော်လက်ဝက်ကတိုင်ယေရှုကလက်ဝက်ကတိုင်မှာရှိတ်ဆွေးပြီးစာဖလို့အတိခံရတယ်လေအပရိဒံခံချင်းမှာပရိသတ်ကိုကယ်တင်ဖို့ယေရှုအသေးခံပါတယ်ယေရှုကအပရိလုံးဝမပြုလုပ်ခေါရေကလေးဖရရဲ့ဂိုးကြီးငါတို့တတိတစ်ခါဖိတ်စေဖို့အပရိကိုယူဆောင်ဖို့တီရရှင်ဖိတ်တယ်ယေရှုကအပရိအနာစာလေးကိုက်နေတန့်ရှင်း
အပရိတ်ကန်စာဖူရဲ့ဖရာရသို့တဲ့ငယ်ဖက်တယ်လို့လက်ဝက်ကတိုင်ကဂိုဂရီယိုငါတို့ကိုတတိပိနှုတ်ဆက်ထားတယ်ယေဖရာယေရှုဟာဂိုဂရီငါတို့အတွက်ရဲကောင်တပွေပူဇော်နှိမ့်နာခံခရဲ့ယေရှုကိုယုံကြည်လက်ခံပြီးအပရိတ်လို့ရကနေပြီးမလုပ်ဖို့နောင်တရမယ်ဆိုကေဂိုဂရီငါတို့အပရိတ်တွေကိုဖရာကခွန်းလွှတ်လိုက်မယ်ယေရှုဟာဂိုဂရီငါတို့ကိုဖရာအသက်သမီးဖိတ်ဖို့အတွက်လုပ်ပြီးတတ်တယ်သူငွေချင်းဖိတ်လာအောင်လဲလုပ်ပြီးယုံကြည်သူခရိယန်ခရစ်တော်နောက်လိုက်သူတယောက်ဖိတ်လာတယ်ဆိုတော့ကိုလေစာကိုဆိုလို့လေတော့ဘုံတစ်စိ၌လက်နဲ့သွေးရှိခဲ့ဆိုတော့ကိုယေရှုကသွန်သင်ခတယ်ပရက်စီရှင်အပင်ကလေးကိုဥတည်တဲ့အပိတ်ဆိုတော့လမ်းအကြီးကြီးထဲမှာလူတိုင်းဟာရှောက်လန်းနေကြတယ်ဂိုးရီငါတို့အားလုံးကအာဒံကနေအမွေနဲ့ဖိတ်ထားဆိုတော့အပိတ်လို့ပိုင်ဆိုင်ခရဲ့ယေရှုကပရောရီကောင်းကင်ကိုဥတီခေါ်ဆောင်နီးစောလမ်းရှည်ကိုဝင်ရောက်ဖိတ်တယ်။ယေဘခိုင်ဒိုင်ပရောဖို့လေဆိုကြတစုံတယောက်ကသူ့ဘဝထဲမှာယေရှုကိုယုံကြည်ပြီးကနောက်ကိုလိုက်မယ်ဆိုရယ်ထာဝရအသက်ကိုရလိမ့်မယ်။သူဟာကျေစော်လမ်းကနေကောင်းကင်ဘုံကိုဥတီနေကျင်းစော်လမ်းကိုရှောက်လန်းနေကျင်းလမ်းပေါ်မှာရှိစော်လူများတဲ့တရစီရင်ရှင်းကိုမရှိဘူး။မိမိစန္ဒလျောက်ရေးရှည်ပန်ခွင့်နေရှိရဲ့တကယ်လို့ယေရှုနောက်ကိုလိုက်ဖို့ဆုံးဖြတ်ရှာထောက်ကြဆိုရင်ယင်းနည်းကိုဘရဘရဇဇကောက်ကိုဆူတောင်းနိုင်ပါတယ်စိတ်ထဲကလည်းလိတ်ဆိုရပါရဲ့ဖဖရာဂိုရီယိုကျွန်တော်တို့အပရိတ်တဲ့သူထွက်တယ်ပရိတ်မရတဲ့သူထွက်တယ်ဂိုရီယိုငါတို့အပရိတ်လက်ထက်ဆက်ပြီးဖို့လေလက်ဝက်ကတည်းကယေရှုအသေးခံခဲ့တယ်ဆိုတော့ကိုယုံကြည်ပါတယ်ကျွန်တော်တို့နှလုံးသားကိုခွင့်လွှတ်ပါစေကြောတော်မူပါကိုတော်ရဲ့အကောင်းကင်မိသားစုတို့ဖိတ်လိုပါတယ်ယေရှုရဲ့အသက်တာလမ်းကိုကျွန်တော်တို့လိုက်လျှောက်ရှင်ပါတယ်ကျွန်တော်တို့ဒီလပဲဆိုကလေးကောင်းကင်မှာကိုတော်နဲ့အတူနေထိုင်လိုပါတယ်ယေရှုတင်ပါတယ်အဖဖရအာမင်ရဘုံ23ဖရာသခင်ရသာသမီမလားဘာသာစကားမတူလူမျိုးဘာသာစကားကွဲပြားနေကြတဲ့အားလုံးကိုယေရှုကကိုးဆိုနေရေးပုံမှာတွေ့ရဖို့သူတို့ဟာယေရှုကိုယုံကြည်ကြတယ်ရေးခင်ကစားပြီးဖရာရဲ့သာတိသမီးတိဖက်ကြတယ်သူတို့ဟာကောင်းကင်ဘုံကိုဥတီနဲ့လမ်းကျဲမှာရှိနေကြတယ်ဖရာသာသမီးဟာမိသားစုလိုဖိတ်တယ်သခင်ရဲ့ဖိတ်တော်ဟာလည်းထဲမှာအတူတကွပေါင်းစည်းပြီးမိသားစုတစ်ခုလိုဖိတ်ပါတယ်ရဘုံ24သိတ်တဖန်မွင်းဖွားရှင်တညမှာနိဂိုဒင်ဆိုလူတယောက်ဘာသာကောင်းဆောင်တူကဖရာရဲ့အကြောင်းကိုပို့ပြီးသိအောင်လစ်လာယူဖို့ယေရှုစီကိုလာခတယ်ဖရာရဲ့မိသားစုဆိုရင်ဝင်ရှင်တဲ့လူတိုင်းကောင်းကင်ဘုံကိုရောက်ရှင်တဲ့လူတိုင်းဘဝသိပ်ပြောင်းဖို့လိုအပ်တယ်လို့ယေရှုကသူ့ကိုပြောလိုက်တယ်ဂိုးကြီးငါတို့ဟာလေကိုဘဝကိုပြောင်းလဲဖိတ်ဖို့တကုဆွဲမှမရှိယေရှုကိုယုံပြီးသူ့ရဲ့နောက်လိုက်ပြီးဂိုးကြီးကိုကျွန်တော်တို့လိုက်တဲ့အခါမှကြခဲ့ဖရာကနေပြီးကိုးကွေးငါတို့နှလုံးသားထဲမှာတန်ရှင်သောဝိညာဉ်တော်ကနေပြီးဘဝအသက်ကိုပြောင်းလဲပြီးဖိတ်တယ်ရေးပိုင်နဲ့ကိုးကွေးငါတို့ဟာလူသိက်တွေဖိတ်လာရဲ့ဖရာရဲ့လူတွေလည်းဖိတ်လာဖို့ဖိတ်တယ်ရဘုံ25တန်ရှင်သောဝိညာဉ်တော်ဆင်းသက်လာရှင်ဒီလူတွေကတော့ယေရှုနောက်ကိုတပည့်တော်ဖိတ်ခဲ့တယ်ယေရှုကောင်းကင်ဘုံကပရမထခံမှာသူ့ရဲ့တန်ရှင်သောဝိညာဉ်တော်ကိုဆေလွတ်ဖို့ဂတိပိခိုက်ယေရှုကောင်းကင်ဘုံကိုရှီဆောင်ပြီးဆေတဲ့အခါမှာယေတပည့်တိကနေပြီးတနေရာမှာစုဝေးပြီးနေခဲ့တယ်ရှက်ပြီးယေရှုကသူ့ကိုဂတိရှိစွာအတိုင်းဖရာရဲ့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်လာပြီးအားလုံးကိုဝိညာဉ်တော်နဲ့ပြည့်ဝပြီးဖရာသခင်ပြုလို့ဆိုအံ့ဩစရာကောင်းစွာအကြောင်းလာတခုအခရသူတွေစီမှာအဆင့်ပြန်ပြောနိုင်ကြဖို့လူမျိုးမရမဇာတိကိုဘာသာစကားတွေကိုပြောပြနိုင်ဖို့တပည့်တော်ဟာတတိဟာတကိုးတွေရလာရဲ့စိတ်မှာကြရိုကြည်ရဲ့စိတ်နှုံထဲမှာလဲဖရာသခင်ရဲ့ဝိညာဉ်တော်နေထိုင်ပြီးဒေရှုရဲ့စကားကိုနာခံတတ်ဖို့ရန်သူ့ကိုရှိတ်တတ်ဖို့ရန်တကိုးဆွဲအောင်ကိုလည်းပြီးခါတယ်ရဘုံစစ်ခေါအလင်းထမ်းမှာရှောက်လောက်ဖို့လူတယောက်ယေရှုကိုမယုံကြည်ကနေပြီးအမောင်တူးထဲမှာလမ်းလျှောက်နေကြလူတယောက်နဲ့တူရဲ့သူ့ကိုလမ်းပြစွာအလမ်းမရှိစွာအတွက်မကခဏဆိုပင်အပိတ်လုံးမိအပိတ်ထဲမှာနိုင်နေခဲ့တယ်ယေရှုကိုဂိုးဂရိငါတို့ယုံကြည်စိတ်ချလာခဲ့ဆိုကြမှာဂိုးဂရိငါတို့ဟာနေတာဆိုတနေ့မှာဖောက်တန်းပြီးလမ်းမကြီးကလမ်းလျှောက်နေလူတယောက်ဖိတ်လာဖို့
ယေရှုကပြောရေငါဟာလောကအလံဖရက်တယ်တကယ်လို့တစုံတစ်ယောက်ဟာသူကငါနောက်ကိုလက်ကေရေးဒီလူဟာအမောင်တုထွေကလမ်းလျှောက်အောင်မှာမဟုတ်ပဲဘာသာတခါဟာသူ့ရဲ့ဘဝအသက်တာလမ်းကြောင်းကိုယုံကြည်သူအားလုံးကိုတွင်တင်ဖို့ကူညီဖို့ဖရက်တယ်သူ့ရဲ့တန်ရှင်းသောဝိညာဉ်တော်ကတတိပေးနေပါတယ်ရုပ်ပုံ20နှစ်၌လူတိုက်ယေရှုခရစ်ကိုယုံကြည်သူနောက်လိုက်သူတူဟာလူသိပ်တူဖရဲဟိပိကေဖရရဲ့နှုတ်ကပတ်တော်ကိုနာခံပါတယ်ဖရတခင်ကသူ့ရဲ့ပိတ်တွေကိုဖွင့်လိုက်တဲ့အခါကျသူဟာဖရကိုတအားကျေးဇူးတင်နေတယ်ယုံကြည်သူတယောက်ဟာသူများသားများကိုပြိမဘူးရန်ဖရက်ရှင်စကားများရှင်ဟိုးဝှက်ရှင်လူလက်နဲ့လှုပ်ထော်သောရုပ်တုဆွင်းတုကိုမကိုးကွယ်ကောင်းစော်အရာကိုလှုပ်တတ်တယ်မကောင်းစော်အရာကိုပြုလုပ်နေကနေပြီးပြန်လှည့်လာဖို့သန့်ရှင်းသောဝိညာဉ်တော်ကသူ့ကိုတကိုးဆွဲအားတွေနဲ့ပြီးပါတယ်ရုပ်ပုံ20နဲ့ရှိုက်ခရိယံမိတ်တော်စုဖိုက်တယ်ဘရဟာလန်တော်မှာရှောက်လိုက်နေသောရေးပုံကိုပြပါသူ့လူနဲ့သူ့ရဲ့မယားရှက်ခင်မျက်နှိုးပြီးကသူ့တော်သမီးသူ့ရဲ့ခင်မန်းကိုရိုသေလေးစားနေကြတယ်ဒီပုံကိုပြီးဖရရဲ့နှုတ်ကပတ်ကပြညတ်ထားတဲ့အရာဖိတ်တယ်သူတို့ဟာတူကူညီအပ်ပြီးခဲ့တယ်သားသမီးတွေကိုဖရကိုရှိတ်တတ်ဖို့ဖရရဲ့နှုတ်ကပတ်တော်ကိုလက်နာဖို့တန်ပြီးနေခဲ့တယ်မိတော်မှိတ်ပဲနေခဲ့တယ်ခရိယံမိသားစုဆိုစားကိုဖရအမှုထဲမှာအတူလုံးပြီးအတူဆူတောင်းခဲ့ဖို့ဖိတ်တယ်ရုပ်ပုံ29သူ့ရဲ့ရန်သူကိုရှိတ်ပါယေရှုကသူ့ရဲ့တပည့်ကိုဇာဘရုခလေးဆိုကေလူတိုင်းကိုရှိတ်ရဖို့ရန်သူကိုရှိတ်တဲ့ဖို့တွင်သင်ခရဲ့အကူညီလိုအပ်တဲ့လူကိုပြီးဖို့ယေရှုကမကဘူးအခါလူမျိုးစုအားလုံးကိုကူညီဖို့ဖိတ်တယ်ယေရှုကတခြားတမျိုးကိုခရီးလာစာလူတူရဲ့အကြောင်းကိုပရောဖက်ခရဲ့ဓမ္မတွေကယေလူကိုရိုက်နဲ့နှင်းဆက်ခရဲ့မြင့်ဘက်ခံစားရသောယေခရီးတစ်ခုကိုအခါလူမျိုးတွေကတယောက်ကတွေ့ခရဲ့အရိုက်ခံရသောလူဟာကူညီပေးဖို့တကယ်လိုအပ်တဲ့အခါမှာယေခရီးလာသောလူကရူဆိုင်ပြီးတူစုခရေကုန်ကြကြစရိတ်တီကိုလေယေလူကမတောင်းခါကိုဝိငါတို့ဟာလေယေပုံကိုကေးပြီးကောင်းစော်တာကိုလောက်ကြဖို့ယေရှုကနေပြီးလေတွင်သင်ခတယ်ရုပ်ပုံ30တကိုးရှင်ယေရှုယေလူတွေကလူလက်နဲ့လှုပ်ထွက်ဆိုရုပ်ထုစံတုတွေအဆောင်လက်ဖွေပစ္စည်းကိုမင်းချိုးနေကြပါရဲ့ခရစ်တော်ရဲ့နောက်လိုက်ခရိယန်တပည့်တော်များကပြီးဖိတ်မြာရေးအရာတိကိုသူတို့ယုံကြည်ခရဲ့အခုကြကေတော့ရေးပစ္စည်းတွေကိုစွန့်ပစ်ခဲ့တယ်တခင်ရှုဟာဆာရန်ဝိညာဉ်ဆိုတိရုပ်တုစင်တုဖရရဲ့နတ်ဖရတိမော်ဆုံကိုဝေအောက်လန့်အထက်လန့်အဆောင်လက်ဖွေပစ္စည်းကိုထပ်တလွန်တော့တကုတ်ပြီးတယ်ဖိတ်တယ်ဆာရမာနကိုယုံကြည်သူခရိယမကကြောက်เสียငိုတော့မလို့ကိုညီမစားဖို့ကိုယ်ကစောင်းရှောင်းဖို့ဖရာခံကတောင်းခံတနောက်ခံလို့ရှိကြီးရပါရဲ့ရုပ်ပုံ30တိုက်နတ်ဆုမြောက်ကိုမောင်းထုတ်ခြင်းရေးပုံမှာနတ်ဆုမြောက်ဝင်လာပြီးဖန်ဆောက်ခံရတဲ့လူတစ်ယောက်ကိုတွေ့ရဖို့သူ့အထက်မှာနတ်ဆုတီဟာအလွန်တန်မာကောင်းကိုတန်ကိုဒီကရိုဒီချိန်လန်ထောက်ရတွေ့ရရဲ့ယေရှုကရေးလူတွေကနတ်ဆုကိုထွက်ပြီးအမိန့်ပေးလိုက်တဲ့အခါမှာနတ်ဆုထွက်လာခါရဲ့ရေးလူဟာပဂရိကြက်မာလက်ခါရဲ့ယေရှုကသူ့ကိုကြက်မာဖို့တဲ့ပြုခွေစာသူငယ်ချင်းထံကိုပရပဖို့လွှတ်လိုက်တယ်နတ်ဆုများရှိစောဆက်တကိုးထက်ယေရှုမှာရှိစောတကိုးပို့ပြီးအစွန့်ထက်တယ်ဆိုတော့တွေ့ရရဲ့ဆာရမဏနတ်ဆုများကလည်းယေရှုစကားကိုလေနာခံကြတယ်လို့ပြောရဲ့ကိုကိုငါတို့ဟာဝိညာဉ်ရှိုးရဲ့နှောက်ဆက်ခြင်းကိုခံရတယ်ဆိုကေဂိုးဝိငါတို့နဲ့အတူဆုတောင်းဖို့အခါရုံကြည်သူတို့ခေါ်ပြီးအကူအညီတောင်းပါရေးနတ်ဆိုတွေကိုမောင်းထုတ်ဖို့တကုရှင်သခင်ယေရှုခရစ်တော်ကိုအကူအညီတောင်းပါဂိုးကငါတို့ယေရှုကိုရှိတ်ပြီးသူ့စကားကိုနာခံဆိုကေသူဟာဂိုးကငါတို့အထက်မှာကျိန်ဝတ်ပြီးတက်ရှင်နေထိုင်မှုဖြစ်တယ်သူ့ရဲ့တကုကနေပြီးဂိုးကငါတို့အားလုံးစောင့်ရှောက်နေရေစာရန်ကဂိုးကငါတို့ကိုဒုက္ခမပေးနိုင်ဖြစ်တယ်ရုပ်ပုံ30နဲ့၌စုံစမ်းနှောက်ယှက်ခြင်းရေးပုံမှာဇာပရောကလေးဆိုရင်ယုံကြည်သူကယေရှုနောက်ကိုမလိုက်ဖိုက်အောင်တွေးဆောင်ခြင်းခံရတယ်ဆိုတော့ကိုပ
ပရောနေပါလေကျွန်တော်တို့ဟာဖရောကိုမေးပြီးငွေကြေးအဝတ်အစားဂရန်ဆောစောဆွေးငုံစောအကျင့်စာရိတ္တပြပြစောအရက်တောက်စောအမေတန်လောင်ကစောလောက်စောစာတန်ကအလိုရှိနေတယ်ရေးပိန်စောလောက်စောလူအလုံးတွေဟာတိတ်ပရိုဂျာကောင်းအောင်လုပ်နေတယ်လို့စာတာမနာကရေးမကောင်းစောအလုံးကိုကျွန်တော်တို့ပရိုဖို့ကောင်းရေလို့ပရောပြီးလုပ်ဖို့အတွက်စာတာမနာကအမေတန်ပရောနေရေကလေးရေးစာတာမနာဟာလူလိန်လူညာဖိတ်တယ်ကိုရီကျွန်တော်တို့ကိုလိန်နဲ့လှည့်ဖျားပြီးဖျက်ဆီးဖို့အတွက်အမြဲတမ်းကိုးစောနေရဖိတ်တယ်ယုံကြည်လူကယေရှုကိုညှော်ကြည့်ဖို့ဖိတ်တယ်နောက်တော်ကိုလိုက်တယ်ဆိုကလေးစုံစမ်းဆဲခြင်းကိုခံနိုင်ဖို့အတွက်လည်းကိုရီကျွန်တော်တို့ကိုဖရာကအစွမ်းသက်တိပြီးထားတယ်ရုပ်ပုံ33တကယ်လို့အပြစ်ပေးမှုရင်ယေရှုကဒီဖရက်လေးကိုပရောခိုင်လူငယ်တယောက်ဟာအိမ်ကနေဆင်းသွားပြီးရက်ဝိတရက်မှာမကောင်းစွာအရာတို့ကိုပြုလုပ်ခဲ့ပါတယ်သူများတမလောက်ကိုပြိမခိုင်သူ့အဖေကပြီးလက်စွာငွေဒီအလုံးကုန်ရင်အပရိတ်တီကိုလွန်ကြီးခရဲသူ့ရဲ့ငွေဒီကိုအကုန်လုံးဖုံးပိတ်ဖို့အတွက်အရှိန်မှစံဝခေါင်းပေါ်လာရဲ့စောကြတာမရှိစခါမှာသူ့လောက်ဥစားပြိမကိုယူကြုံမှဖိတ်ပြီးသူ့အဖေရဲ့ခွင့်လွှတ်ရှင်ကိုတောင်းခံအိမ်ကိုပန်လာတယ်သူ့ဖေကအလွန်တမ်းမှရှိဘသူ့တော့ကိုပရန်ကိုဆိုလက်ခံရေးပုံမှာရေးအရှိဟာဂိုးကြီးငါတို့ကိုစာပရောနေလေဆိုတော့ကိုတကယ်လို့ဂိုးကြီးငါတို့ကအပြိတ်ကိုလုံးမိငယ်ဆိုကေတကယ်ကိုဝမ်းနေကြွယ်တော့ဆက်ရှိဖို့လိုပြီးကေဂိုးကြီးငါတို့လုံနေတဲ့အပြိတ်ကနေလှစ်ပရန်ဖို့လက်ဖို့ဖိတ်တယ်ရေးပြိတ်ကိုနောက်ထပ်မလုပ်ဖို့လည်းဖိတ်တယ်ဖရာကနေပြီးဂိုးကြီးငါတို့အားလုံးကိုတကယ်ရှိတ်စွာနဲ့တွက်ပြီးကေဂိုးကြီးငါတို့အပြိတ်တွေကိုခွင့်လွှတ်နိုင်တယ်နောက်တစ်ဖန်ပြန်လေလက်ခံနိုင်ဖိတ်ဖရာဖိတ်တယ်ရုပ်ပုံ34ဖြာနာခြင်းရေးမျိုးသားနဲ့အမျိုးသမီးမျက်နှာဟာတစ်ခုခုကြောင့်တိတ်ပြီးဝမ်းနေပြီးစိုးရိမ်နေသူတို့ဖိတ်နေဇာဖိလို့လို့ဆိုကေသူ့ရဲ့ဆွေမျိုးတယောက်ကအပရင်ဖရာပြီးကေဖိတ်တယ်ဖြာနာနေခဲ့တယ်ဖရာရဲ့လူတွေကဇာတိမျိုးလေးလုံနေခဲ့တယ်လေဖရာတကယ်စုကိုဆူတောင်းနိုင်တယ်ဘရိကေဖရာကအကောင်းဆုံးကိုလှုပ်ပေးဖို့လို့ယုံကြည်အောက်ကိုနိုင်ပါတယ်သူ့ကိုယ်၌ကပြီးကေဖရာစိတ်တော်နဲ့တွေ့ပြီးကေဖရာနာတော်သူဟာကြမ်းမာလာရဖို့ဖရာခံကတက်ဆွတ်နိုင်ပါတယ်ဒါမှမဟုတ်ကြမ်းမာနိုင်လောက်တဲ့ဆေးဝါးတွေကိုရရှိနိုင်ဖို့ဂုဏ်ကြီးရှာဖွေနိုင်တယ်ဖရာသခင်ဟာဂိုးရီငါတို့ကိုရှိပြီးဂိုးရီငါတို့ရဲ့သောသမီးတွေအပေါ်မှာဖိတ်ပေါ်နေတဲ့အရာအားလုံးကိုထိန်းချုပ်ထားနိုင်ကြဖရာဖိတ်တယ်ဖရာသခင်ဟာဇာရမာနလက်ထက်ကနေယုံကြည်သူကိုကွယ်ကစောင့်ရှောက်ဖို့အတွက်စာရန်ကိုဂိုးရီငါတို့ထက်ကနေကောက်ရွှတ်စရာမလိုဘူးဒုက္ခအခက်အခဲရောက်ချိန်မှာလေငြိမ်သက်ရှင်ပြီးဖို့အတွက်ယေရှုဟာဂိုးကြီးကျွန်တော်တို့နဲ့အတူရှိနေပါတယ်ရုပ်ပုံ35တေရှင်တရာတနည်းတော့တီရဖို့ဆိုတော့ဂိုးကြီးငါတို့အားလုံးသိခဲ့တယ်ရေကလေးဂိုးကြီးငါတို့ဟာဇာပိုင်ဖိတ်လာအောင်ပို့လေသမာကျမ်းစာနှုတ်ကပတ်တော်ကပရပထားတယ်ယုံကြည်သူတယောက်တီလက်ခါယေသူရဲ့ဝိညာဉ်ဟာသခင်ယေရှုခရစ်တော်နဲ့အတူကောင်းကင်မှာနေထိုင်လာဖို့ဖိတ်တယ်။ကိုကလေးငါတို့ဝမ်းနေပြီးပူဆွေးတဲ့ကအနိုင်မယူစေဖို့ကိုကလေးငါတို့ဟာသေရှင်ကြတဲ့ကိုကြောက်เสียမလို့ဖို့ဇာဖလို့လို့ဆိုကေဖရာဟာကိုကလေးငါတို့ကိုရှိတ်တော်မူပြီးပြိထေကနေကင်နှုတ်ဖို့အတွက်ကြောင့်ဖိတ်တယ်။ဒီပြီးလက်ခါနောက်ပိတ်မှာဖရာနဲ့အတူဘုံစည်းစိမ်ခံစားရဖို့ရေပိုင်အံ့ဩစရာဘွားကိုနှော်လက်ချက်မျိုးကိုခရစ်တော်ကမတိတိစလူတွေကိုစီမာမရှိချဖို့သူရိဟာအပရိဒံကြဆော်နေရာကလောကတ်တယ်မိတ်ဆွေကတီလာလာရှိစာပဲလောကတ်ဖို့လေစိတ်စားဖို့မလိုလားရက်ပုံ30နဲ့ခရောက်ခရစ်တော်ရဲ့ကိုခန္ဓာဂိုးရီငါတို့ကိုခန္ဓာပေါ်မှာရှိစွာအင်္ဂါအားလုံးတစ်ခုစီဟာကိုပိုင်လှုပ်ဆောင်ချက်ကိုစီရှိခဲ့တယ်မက်ဆီယာခရစ်ဖို့နောက်ဟာနောက်ထောင်ဖို့ကရပဇာကစောဖို့တကားပရောဖို့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းအားလုံးကအတူတကွအလုပ်လုပ်ခဲ့တယ်အစိတ်ပိုင်းတစ်ခုခုကဖြတ်ခဲ့ထိခိတ်ဒဏ်တဖြတ်ခဲ့ခန္ဓာတစ်ခုလုံးကဒုက္ခခံနိုင်မဟုတ်လားဖရာကလည်းပြောရေယုံကြည်သူရဲ့ခန္ဓာတစ်ခုထဲမှာအစိတ်ပိုင်းအတိအကျဖြတ်ခဲ့တယ်အသက်တော်ဆိုတော့ကယေရှုဟာကိုခန္ဓာရဲ့ဥကောင်းဖိတ်တယ်
ဖရစီမှာယုံကြည်သူတို့ဥစဉ်ကိုလှုပ်ရမယ့်အလုပ်တွေရှိရဲ့ဥပမာတရားဟောသောတခန့်ဆိုသောသွန်သင်သင်္นานပြီးသောလေရလောက်ကိုင်းသောရေကရေကမဟုတ်ကလေးရှက်ပုတ်သောတို့တွေ့ရရဲ့သခင်ရှိရဲ့ကိုယ်ခန္ဓာကိုခီးထွားတန်မာစေဖို့အတွက်ကိုယ်ရငါတို့ဟာလုံးကူညီပြီးလှုပ်ပေးတာဖို့ကိုယ်ခန္ဓာတစ်ခုလုံးခီးထွားတန်ဆွမ်းလာစေဖို့ကိုလူတိုင်းဟာသခင်ရှိဖို့အလုပ်လုပ်ရဖိတ်တယ်ကိုယ်ရငါတို့ယုံကြည်သူအားလုံးတယောက်ကိုတယောက်ရှက်ခံရမှာဖိတ်တယ်အတူတူကအလုပ်လုပ်ရမှာဖိတ်တယ်ရေးပိုင်မလုပ်ဖို့ဆိုကေခရစ်တော်ထရဲ့ကိုယ်ခန္ဓာကိုနာကျင်ဝေဒနာခံစားရမှာဖိတ်တယ်ရုပ်ပုံ30နဲ့ခ၌ဝတ်ပြုကိုယ်ွယ်ဖို့တွေ့ဆုံခြင်းဘုရားသခင်ကိုဝတ်ပြုကိုယ်ွယ်ဖို့ယုံကြည်သူအားလုံးဟာပုံမှန်အားဖြင့်အတူတကွတွေ့ဆုံရမှာဖြစ်တယ်ဘုရားရဲ့နှုတ်ကပတ်တော်သမာကျမ်းစာတခန့်ဆိုသောဆုတောင်းသောကိုယ်ကလေးငါတို့ယုံနှခါလို့ရှိကေတန်ယူလစ်လာရမှာဖြစ်တယ်ဘုရားရဲ့အမှုတော်အတွက်လက်ဆောင်ပါတာများကိုယူဆောင်လာကြမှာဖြစ်တယ်သခင်ယေရှုရဲ့အသေးခံတော်မူခြင်းအကြောင်းကိုတတိယဖို့ကိုလေဘုရားသခင်ကကိုယ်ကလေးငါတို့ကိုပြညတ်ထားပါသေးတယ်ယုံကြည်သူများကဘုရားသခင်ရဲ့လူများဟာစာကြရာမုံကိုဝေမြတ်စားတော့နေကြဖို့ကိုတွေ့ရပါတယ်မုံကကျွန်တော်တို့ရဲ့ရှုဖေးပြီးကောက်တိုင်ပေါ်မှာခံရသောယေရှုရဲ့ခန္ဓာကိုယ်ကိုတတိယစေဖြစ်တယ်ရေးအရေကိုတောက်သုံးခြင်းကတော့အပရိတ်ကနေကိုယ်ကလေးငါတို့ကြွတင်ဖို့သွမ်းလောင်းခဲ့သောသခင်ယေရှုရဲ့အသွေးတော်ကိုအောင်းဝဲဖို့တတိယစေဖို့ဖိတ်ပါတယ်ရုပ်ပုံ30နဲ့ရှိုက်ယေရှုတဖန်ကြွလာအောင်ဖို့သခင်ယေရှုဂတိထားစွာတနေ့မှာသူဟာကောင်းငင်ဘုံကနေရုတ်တရက်ပရန်ပြီးအမှန်တကယ်ကြွဆင့်လောင်ဖို့ဖိတ်ပါတယ်တကယ်စိတ်မှန်တဲ့ယုံကြည်သူများဖရားရဲ့မိသားစုများကိုသိမ့်ယူပြီးပြန်ကြွလာအောင်ဖိတ်တယ်တီလခါပြီးလို့ရှိကေဖရားရဲ့လူပေါင်းကိုယေရှုကပြန်ပြီးထမ်းလို့စေဖို့ဖိတ်တယ်သူတို့ရဲ့သင်္ချိုင်းအုပ်ကူထဲမှာလည်းလက်ခါနေရဖိတ်တယ်အသက်ရှင်နဲ့ရှိနေသေးတဲ့ဖရားသခင်ရဲ့လူများလည်းသူနဲ့အတူတခါတည်းလိုက်သက်မှာဖိတ်တယ်ကိုယ်လေးငါတို့အားလုံးဟာသခင်ယေရှုနဲ့ဆက်ကြဝဠာဝေဟင်ထဲမှာတွေ့ဆုံရမှာဖိတ်တယ်သူနဲ့အတူထာဝရနေထိုင်လာမှာဖိတ်တယ်ခရစ်တော်ကိုမသိခဲ့တဲ့လူများကနေပြီးဖခင်ကတရားစီရင်ခြင်းကိုရင်ဆိုင်တွေ့ကြဖို့အတွက်ရှန်ထားခခြင်းဖိတ်တယ်ယေရှုကနေပြီးဂျာရှင်ဆန့်လာဖို့ဆိုတော့ကိုတော့ကိုကလေးငါတို့အတိအကျမသိရေကလေးကိုကလေးငါတို့ဟာပရောဆိုနေထိုင်အသက်ရှင်နေထိုင်စီဟာဖခင်ခရစ်တော်စကားနဲ့နေထိုင်ဖို့အတွက်ပြန်ဆန်ထားရမယ်ဖိတ်တယ်အဆန်သက်ရှိနေဖို့လိုအပ်တယ်တကယ်လို့သခင်ယေရှုကကြွလာမယ်ဆိုကေသခင်ယေရှုနဲ့တွေ့ဆုံဖို့မိတ်ဆွေမှာအဆန်သက်ဖိတ်လက်ခပဲလားရုပ်ပုံ39အတီးတီးရှင်ရေးပုံမှာအပန်းဟာအသီးကိုတီးတီးဖို့ဖိတ်တယ်ယုံကြည်သူခရိယန်တယောက်ဟာဝိညာဉ်တီးတီးဖို့ဖိတ်တယ်ယေရှုကပရောဇာပရောလေးဆိုကေသူဟာတဲ့ဇပိတ်တွေဖိတ်တယ်ဘိုးကြီးငါတို့ကကန်ခတ်ဖိတ်တယ်သူနဲ့တီးပြီးသူဟာလေဂိုးလေးငါတို့ထဲမှာရှိကေအများကြီးအသီးကိုတီးတတ်တယ်ရေးအသီးတီးကဇာတဲ့ဆိုကေရှိုက်တတ်တယ်ပျော်တတ်တယ်ငြိမ်သက်တယ်စိတ်ရေကျေးဇူးပြုတတ်တယ်အောက်မြတ်တယ်တိတ်ဆာဆောင်တယ်နုံညံ့သိမ်မွေ့တယ်ကာမဂုဏ်ရှုပ်တည်စသည်အသက်တာသည်ဖို့တဲ့ဖရကနေပြီးဂိုးလေးငါတို့ရဲ့စိတ်လုံးထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကနေပြီးအလုံးလုံးလိမ့်မယ်ဖိတ်တယ်တကယ်လို့ရေးအပံကနေပြီးကိုင်းခတ်ဒီအတိမတိလို့ရှိကေခုတ်ပလိုက်ဖို့ဖိတ်တယ်ရင်းနဲ့လို့ဖရာရဲ့စကားကိုနှောက်ထောင်ပြီးအခုနကအတီးတီအမေနဲ့တီးဖို့အတွက်ဖရာရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်အသက်ရှင်ရမယ်ဖိတ်တယ်ရုပ်ပုံ40တက်တဲ့ခါချင်းလူဒီဟာအပရိတ်ကလွဲပြီးအပင်ငယ်ကနေမြကေတင်ဖို့အောဘွေရတဲ့ငောင်းတရကိုအခရသူမရှိကိုလာပြီးပရိုဂရမ်ဖို့အတွက်ကိုကလေးငါတို့အားလုံးကိုယေရှုကမှားကောခတ်တွေဖိတ်တယ်ယုံကြည်သူတူဟာသခင်ယေရှုရဲ့စကားကိုနာခံပြီးအခရလူများကိုယေရှုကံပရပတ်နေဖို့ဒီရုပ်ပုံထဲမှာတွေ့ရပါတယ်အဲ့တော်ကြောင့်တိုက်သေးခံဖို့ဗရသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ဟာကိုယ်ကိုရှေကိုနှလုံးသားထဲကနေကိန်းဝဲပြီးအကူအညီပြီးဖို့တကိုးပြီးရင်ဖိတ်တယ်ရေးပုံစာအုပ်ထဲကနေပြီးကိုကလေးငါတို့ဇာပိုင်သင်ရဖို့လေဆိုတော့အလျှော့သူတွေကိုပြန်ပြီးရှမ်းပြနိုင်ပါလေယေရှုကြောင့်ကိုသင်အား
ရှုအကြောင်းပေါ်နာကျင်ကြည်ကွေးတဲ့ချိန်နှစ်သိမ့်ပြီးနိုင်သူဒုက္ခရောက်ချိန်မြေဖေးမနေသူမမိုက်ကူများဖင်ရှားပြီးလင်းပြပေးနိုင်သူချစ်တဲ့သူယေရှုအကြောင်းပေါ်မနေ့ယနေ့နောက်ကလာမပြောင်းလဲဘူးစင်မြေဒီတော့ကြောင့်ထာဝရအသက်ပေးနိုင်သူယေရှုကြောင့်ကိုကပ္ပအနံ့ပြောပြခြင်းနဲ့ချိန်တိုင်းစက္ကန့်တိုင်းလူလန်းပြနေတယ်နေညာမပြတ်မြေဆောင်ထိန်နေ